လီဗာပူးအသင်းအနေနဲ့အရင်ကစားသမားတွေနဲ့ပွဲထွက်လာရင်တော့မှပဲသူတို့ရဲ့အိမ်ကွင်းမှာအလွယ်တကူပဲနိုင်ပွဲရသွားအောင်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပြသွားမှာတော့အင်္ဂလန် FA ကပ်ရဲ့ Round 3ပွဲစဉ်များထဲမှာနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးအသင်းနဲ့ League 1 ကလပ်ဘန်စလီအသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုအနည်းငယ်ပြောပြပြီးတော့ကိုရက်လက်ခန့်မှန်းပေးသွားမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါလီဗာပူးအသင်းရဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပြိုင်ပွဲမှာတော့ဇယားထိတ်ကအာဆင်နယ်အသင်းရဲ့အိမ်ကွင်းထိတွားရောက်ပြီးတော့တရီတမှတ်ရရှိအောင်ဆွမ်းဆောင်ခိုင်းနိုင်တာလည်းဖြစ်ပါတယ်တစ်ဖက်ကဘန်စလီအသင်းကတော့လီဝမ်မှာကစားနေသည့်တိုင်အောင်ရုန်းကန်နေရပြီးတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတပွဲသာလျင်အနိုင်ရထားတာလည်းဖြစ်ပါတယ်လီဗာပူးအသင်းအနေနဲ့အာဆင်နယ်အသင်းလိုမျိုးရှိကားတော့မှပဲခက်ခက်ခဲခဲနဲ့တည်တမတ်ရရှိထားနိုင်တာဖြစ်လို့တစ်ဖက်ကဘတ်စလီအသင်းဆိုတာကတော့အာဆင်နယ်အသင်းနဲ့ရှမပြောနဲ့ပရီးမီးယားလိကလပ်အသင်းများတွေကတန်းဆဲဆုံးအသင်းတစ်သင်းဖြစ်တဲ့ဟူးလိုအသင်းမျိုးနဲ့တောင်မှပဲရှင်းမယ်ဆိုရင်အစားအရနိုင်ကြနေတာဖြစ်လို့လီဗာပူးအသင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာဘယ်လိုလူစင်းနဲ့ပဲပွဲထွက်လာဒီလိုအသင်းမျိုးကိုတော့အလွယ်တကူနိုင်ယူနိုင်မှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုတော့လီဗာပူးကသူတို့ရဲ့အိမ်ကွင်းမှာအနည်းဆုံး3-0လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ